ရေကျွန်တော်တို့လေဒီဆေးလေးဒီလိုမျိုးတစ်လုံးဆေးလေးတွေအရေးပေါ်ဆေးလေးတွေတောက်ရက်သားနဲ့ဘာဖြစ်လို့ကျွန်တော်တို့ကကိုဝင်ရသွားတာလဲလို့မေးနေကြသူတွေကိုအားလုံးသိအောင်ခင်လေးကဒီဗီဒီယိုလေးနဲ့ပြောပြပါမယ်ရှင်ဒီဆေးကဒီလိုမျိုး date ကိုလည်းတစ်ချက်စစ်ရမယ် date အောက်လို့မရဘူး date နီးလို့မရဘူးပေါ့နော်ဒီဆေးလေးတွေကအဲ့ဒါကြောင့်မို့date လေးတစ်ချက်စစ်ပေးပါသူကအရေးပေါ်အနေဆိုရင်အရေးပေါ်အတွက်ပဲဖြစ်တာမို့ခဏတောက်ခြင်းကိုလည်းရှောင်ရှားပေးပါခဏတောက်တာဆိုတာ3ရက်ချားတစ်ခါတော့အဲ့လိုမျိုးတောက်လို့မရဘူးเนาะသူကအရေးပေါ်အခြေအနေကိုချစ်သူကြီးသားအဲ့လိုမျိုးတစ်လားတစ်ခါတွေ့တာမျိုးတွေအဲ့လိုမျိုး2လတစ်ခါတော့အဲ့လိုမျိုးလေးတွေအရေးပေါ်အခြေအနေရောက်မှသာတောက်ပေးရမယ်ရေးပေါ်အခြေအနေရောက်မှလည်းသူကအချိန်နောက်ကျပြီးတောက်ရင်တော့မရပါဘူးသူကလိမ့်ဆက်ဆံပြီးချိန်မှာဒီတလုံးကိုဝင်အောင်တောက်ရပါတယ်တချို့ကကျတော့3ရက်အတွင်းဆိုပြီးတော့နောက်ဆုံး3ရက်ပြေကနီးမှာတောက်တာမျိုးတွေအဲ့လိုမျိုးလုံးလို့မရဘူးတချို့ကဒီဆေးတောက်ပြီးသွားရင်3ရက်ခံနေဆိုပြီးတော့နောက်ထပ်ဒီဆေးတောက်ပြီးတော့နောက်ထပ်တူနေတာမျိုးတွေလုံးလို့မရပါဘူးဒီဆေးလေးကအရေးပေါ်တစ်ခါပဲအဲ့လိုမျိုးရပါတယ်3ရက်အတွင်းတော့ခံပါတယ်စောလေးပို့ပြီးတော့ထိရောက်လေးဖြစ်တဲ့နောက်ပိုင်းကျလေးသူ့ရဲ့ဆေးအာနိသင်ကမပြတာမျိုးတွေပါဖြစ်တတ်ပါတယ်ရှင်အဲကြောင့်မလို့ဒီဆေးလေးကတော့အရေးပေါ်အခြေအနေမှာပဲတောက်ပေးပါတကယ်လို့ကိုကအရေးပေါ်အခြေအနေလည်းမတောက်ချင်ဘူးဆိုရင်ဒီဆေးလေးကိုတောက်ပေးလို့ရပါတယ်တစ်နေ့တစ်လုံးနဲ့ဒီလိုမျိုးမြားလေးကနေတစ်နေ့တစ်လုံးပုံမှန်တောက်ပေးရုံပဲအဲ့လိုမျိုးတွေအိမ်အောင်တဲ့အနေနဲ့အဲ့လိုမျိုးလေးတောက်ပေးလို့ရတယ်ဒီဆေးလေးကိုတောက်နေရင်လည်းကိုဝင်ရနိုင်တယ်เนาะအစောတော့အတွဲလေးတွဲကအဲ့လိုမျိုးလာဝယ်တယ်သူတို့ကခိုးပြေးလာတာတဲ့အခုမှခိုးပြေးလာတာတဲ့အဲ့လိုမျိုးအဲ့ပြောကိုကတော့ဘာမှမဟုတ်သူတို့ကတားဆေးဆိုတော့ကိုကဟိုရှောင်းလိုက်တာဒါပေမဲ့သူတို့ရဲ့အခြေအနေကအဲ့လိုမျိုးဟိုအိမ်အောင်တယ်မဟုတ်တဲ့အခြေအနေဆိုတော့ကိုကဆက်စုလိုက်တယ်လေအဲ့လိုညီမလေးလို့ဒီဟာကတော့အရင်ကတောက်ဖူးလားဆိုမတောက်ဖူးသေးဘူးတဲ့ညီမတို့ကတဲ့မင်းညမှာတဲ့ခိုးပြေးလာတာတဲ့အဲ့ဆိုရင်လို့အရင်ရက်ကကောလို့အတူနေပြီးသွားရလားဆိုတော့ပုံမှန်လင်းပြောတော့ဆိုအတူနေပြီးသွားပြီတဲ့အဲ့ဆိုရင်တော့ညီမလေးတို့ဒီအစေးလုံးကလို့ဒီလိုမျိုး5လုံးမြောက်ဒီကနေစတောင်းမယ်ဆိုရင်ဒီကနေစတောင်းမယ်ဆိုရင်5လုံးမြောက်မှာ3လုံးမြောက်မှာအရှင်ပြတာလို့အဲ့ဒါကြောင့်လို့ဒီလိုမျိုးအရေးပေါ်လေးတစ်လုံးတော့တောက်ပေးပြီးရောမှဒါကလေးကိုဒီညကနေစပြီးတော့မလျော့ပဲနေ့စဉ်ပုံမှန်တောက်ပေးပါလို့အဲ့လိုမျိုးလေးအကြံပေးလိုက်ပါတယ်ရှင်ခင်လေးကတော့ခင်လေးကိုမမေးခဲ့ရင်လည်းဒါပေမဲ့ခင်လေးတည်တတ်အဲ့လိုမျိုးလေးတွေရှင်းပြပြီးတော့ဆိုင်မှာလာဝယ်လို့ရပါတယ်ခင်လေးကတော့မိတ်လာဩဇာစည်းဆိုင်ရဲ့အညာမောင်ကိုယ်တိုင်ကြည့်ပါတယ်ရှင်ကျေးဇူးပါ